အဲ့တော့ကွယ်လွန်သွားတဲ့ပုဂ္ဂိုလ်တွေကိုယ်ထက်အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေလည်းကွယ်လွန်ကြတယ်လို့ရွယ်သူတွေလည်းကွယ်လွန်ကြတယ်ငယ်တဲ့သူတွေလည်းကွယ်လွန်ကြတယ်။ဘာဖြစ်လို့ကွယ်လွန်ကြတာလဲဆိုတော့ခန္ဓာဇာတိရလို့ပြောပေးသားရဲ့ဘာရလို့လဲခန္ဓာဇာတိရလာတဲ့ပုဂ္ဂိုလ်ရဲ့နောက်ဆုံးဟာတည်ခြင်းနဲ့ပဲဆုံးတတ်တယ်။မှန်လားဗျာခန္ဓာဇာတိရလာတဲ့ပုဂ္ဂိုလ်ရဲ့နောက်ဆုံးဟာဘာနဲ့ပဲဆုံးတတ်တည်ခြင်းနဲ့ပဲအဆုံးတတ်တယ်မှန်လားရဲ့အဲ့လိုတည်ခြင်းနဲ့ဆုံးတတ်သွားတဲ့ပုဂ္ဂိုလ်တိုင်းဟာဘဝကူးကောင်းမှုရည်ကြည်တာပဲပြောပြေးသားရဲ့ဘာကောင်းမှုရည်ကြည်တာကိုတရားနာနေတဲ့ပုဂ္ဂိုလ်တွေမသိဘူးလို့ရှိမလားတရားဟောနေတဲ့ဆရာတော်တနေ့မသိရဘူးလားသိပြောတဲ့ပုဂ္ဂိုလ်ကဘာကောင်းရမှာဘဝကူးကောင်းရမယ်ပြောဘဝကူးကောင်းမှသာလျှင်သူဂတိဘဝတွေရမှာပေါ့ပုရုဇဉ်ဖြစ်နေသွားကြတဲ့ပုဂ္ဂိုလ်ဟုတ်လားရဲ့အဲ့တော့သိကြရမယ့်ပုဂ္ဂိုလ်တိုင်းဟာဘာကောင်းရမလဲဆိုရင်ဘဝကိုကောင်းရမယ်ပြောဘာကောင်းရမလဲအဲ့တော့ဘဝကိုကောင်းဖို့ကနံပါတ်1ဘုရားဒေသနာတော်မှာဘုရားရှင်ကိုရောမြတ်ကြီးကသီလသံ္ဗရာတဲ့ပြောသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တိုင်းဟာဘဝကိုကောင်းတယ်တဲ့အဲ့ဒါပုံသေးတာမှတ်ထားပေါ့အဲ့တော့တရားနာနေတဲ့ပုဂ္ဂိုလ်တွေဟာတနည်းသိထားရမှာဘဝကိုကောင်းဖို့နံပါတ်1သီလသံ္ဗရာသီလပြည့်စုံရမယ်ဆိုရင်တရဏဂုံသာတည်အောင်လုပ်တာပြောဘေးသားရဲ့ပါတီအောင်လုပ်တာအဲ့တော့တရဏဂုံတည်ထားတဲ့ပုဂ္ဂိုလ်တရဏဂုံစိကတ်ထားတဲ့ပုဂ္ဂိုလ်ဟာသီလတည်သည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်တိုင်းဟာဘဝကူးကောင်းတယ်မမိလားဒါလေးလေးနက်နက်မှတ်ထားရတယ်နောက်နံပါတ်2ကြတော့စိတ်တသံ္ဗရာတဲ့ပြောဘာသံ္ဗရာလဲစိတ်တသံ္ဗရာဆိုတာဒီနေရာမှာအဘိဇ္ဇာဖြစ်နေရင်စိတ်တသံ္ဗရာမဖြစ်ဘူးဗျာပါဒဖြစ်နေရင်စိတ်တသံ္ဗရာမဖြစ်ဘူးမှတ်မိလားမိမိရဲ့စိတ်မှာအနာဘိဇ္ဇာဖြစ်မှမိမိရဲ့စိတ်မှာအဗျာပါဒအဲ့ဒီမှာအနာဘိဇ္ဇာသူတော်ဘာစည်းစိမ်ကိုလည်းပဲအလွန်မလိုချင်ဘူးလောဘကိုလည်းပဲစွန့်ခွာတာဘာမှမလိုချင်တော့တာအဲ့ဒီလိုဘာမှမလိုချင်တော့တဲ့စိတ်မှတ်မိလားဗျာပါဒဆိုတာသူတစ်ပါးကိုနှင်းဆဲတာတပ်ပြတာအဲ့ဒါကိုထည့်ရှားပြီးတော့အဗျာပါဒမေတ္တာနဲ့ရှင်တဲ့စိတ်အဲ့ဒီစိတ်နှစ်ခုပြည့်စုံပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်တိုင်းဘဝကိုကောင်းတယ်တဲ့မှတ်မိလားနောက်နံပါတ်3ဒိဋ္ဌိသံ္ဗရာတဲ့ပြောနံပါတ်3ပါတဲ့တော့တရားနာနေတဲ့ပုဂ္ဂိုလ်တရားဟောနေတဲ့ပုဂ္ဂိုလ်အယူမှားနေရင်ဘဝကိုကောင်းမှာမလားအယူမှန်ပါမမေ့လားရဲ့ကိုပြုတဲ့ကံကိုကုသိုလ်ပေါ်မှာလည်းယုံကြည်ရမယ်ဆိုတဲ့အယူမမေ့လားရဲ့တရားတန်ခါပေါ်မှာယုံကြည်ရတယ်ဆိုတဲ့အယူမိဘလှုပ်ကြွေးရင်အကျိုးများတယ်ဆိုတဲ့အယူဒါနပေးတာအကျိုးရှိတယ်ဆိုတဲ့အယူသီလစောင့်တည်တာအကျိုးရှိတယ်ဆိုတဲ့အယူဘာဝနာလုပ်တာဒုက္ခမှလွတ်တယ်လွတ်မြောက်ကြောင်းဖြစ်တယ်ဆိုတဲ့အယူအဲ့ဒီအယူစင်ကြယ်မှအဲ့ဒီအယူပြည့်စုံမှဘဝကိုကောင်းတယ်ကဲအားလုံးမှတ်မိပါလား